Hello အားလုံးပဲမင်္ဂလာပါထုံးစံတိုင်းကျွန်တော်ကတော့ကျွန်တော်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့အိမ်ထောင်ရေးဟာဝေကျွေးလာတဲ့ကောင်းစဉ်ကအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးပြောလက်စဟောလက်စလေးတွေကိုဆက်ပြီးတော့ဟောလိုက်ပါအောင်မယ်နော်ဆက်ပြီးတော့နားထောင်လိုက်ကြပါဦးဒီလိုတိဆောက်ထားတဲ့အိမ်ထောင်ရေးကြီးဟာဝေကျွေးလာငြိမ်းအေးတဲ့ဘဝလားဆိုတာကိုသိရှိဖို့ဒီချက်လေးကိုထပ်ပြီးတော့ဟောပြီးလိုက်ရပါတယ်နံပါတ်1ဘုရားဘာသာရဲ့အမြင်နဲ့အိမ်ထောင်ရေးတဲ့ဘုမောလို့ဘုရားဘာသာရဲ့အမြင်မှာတော့အိမ်ထောင်ရေးတစ်ခုမှာလူတစ်ယောက်နဲ့တစ်ယောက်ပေါင်းဖက်ကြတယ်ဆိုတာဟာအကြောင်းတွေရှိလာခဲ့လို့ပါဘဝဆက်ဆက်တန်တရားဆက်ဆက်ကရှိခဲ့မှုတဲ့တန်ရောစဉ်တွေကြောင့်ဒီဘဝမှာအိမ်တော်ဘက်ဖြစ်လာပြီးတော့လူတစ်ကွရှင်တွဲနေထိုင်ကြတယ်တချို့ကျတော့လည်းအညိုတေးအာဃာတတွေကြောင့်ဒီဘဝမှာမဖြစ်ခြင်းပဲဖြစ်လာရတယ်မပေါင်းခြင်းပဲပေါင်းရတယ်မဆုံခြင်းပဲဆုံရတယ်မချစ်မနစ်သက်ပဲယူရတယ်ဒါကတော့ဝေကျွေးလို့ပြောခြင်းလည်းပြောလို့ရပါတယ်ဒါတကူကြတော့ရန်သူနဲ့တူတဲ့လင်းရန်သူနဲ့တူတဲ့မယားဆိုပြီးတော့သုံးကြည့်လိုက်သုံးပါဘုရားဘာသာရဲ့အမြင်နဲ့ခြုံငုံပြီးသုံးသပ်မယ်ဆိုရင်တော့အိမ်တော်ပြုတဲ့သူများဟာအတွေးတူအလုတ်တူအကျင့်တူခံယူချက်တွေတူညီမှသာလျှင်အိမ်တော်ပဲလို့မြင်သင့်ပါတယ်ဒီအချက်တွေမတူဘူးဆိုရင်တော့ဝေကျွေးခံရတယ်လို့ပဲမှတ်ပါနော်နံပါတ်1ဘာကြောင့်တချို့လူတွေကအိမ်တော်ကြီးမှာဝေကျွေးတွေလို့ခံစားနေရတာလဲတဲ့ဒါကတော့ရှင်းပါတယ်အရှုပ်သေးကိုဝင်အဲ့ဒီအရှုပ်ထုတ်ရဲ့တန်ကိုခံရပါဓမ္မတာပဲကိလေသာပုံမီကိုလိုချင်ကိလေသာပုံမီဟတ်တဲ့တန်ကိုခံရပါဓမ္မတာပဲကာမဂုဏ်ကိုလိုချင်ကာမဂုဏ်ရဲ့ဆိုးကျိုးကိုခံရမှာဓမ္မတာပဲအခုခေတ်လူတွေကရှေ့ကငစားကိုပဲကြည့်တတ်ကြတာအနောက်ကငမားချိတ်ကိုမမြင်တတ်ကြဘူးခဏတာကာမဂုဏ်လေးကိုအဟုတ်ကြီးထင်ပြီးဘဝပေးတတ်ကြတယ်ခဏတာရတ္တတဏလေးကိုလိုချင်တဲ့အတွက်အောင်မြင်မှုတွေအချိန်တွေပိုင်ဆိုင်မှုတွေနှုတ်ပြမှုတွေအကုန်ပေးလိုက်ရတယ်ပြီးမှတကယ်လေးရလာရဒုက္ခတင်တဲ့အရာကြီးကဒုက္ခအိုးကြီးဖြစ်နေတော့ဒါတော့ဝေကျွေးခံနေရပြီလို့တစားစားအော်နေတတ်ကြတယ်ဒါကိုရမစင်မကျင်လုံးမှုကြောင့်ဘိုးပဲခံလိုက်ရတာပဲအမှန်တော့အိမ်နာပြုတယ်ဆိုတာမှောင်အထိကျနေတဲ့တွင်းနဲ့ကြီးတဲ့ကိုဆင်းလိုက်တာနဲ့တူပါတယ်တွင်းနဲ့တဲကိုဆင်းတော့မယ်ဆိုရင်ပညာဆိုတဲ့ဓမီပါဖို့တော့လိုအပ်တယ်ဉာဏ်မပါဘူးဆိုရင်အိမ်တော်ကြီးကြောင့်ဖြူကပြာကကြပြီးအလိုလဲခံစားရမှာဓမ္မတာပဲပညာပါတဲ့အခါကျတော့ဒုက္ခတော့ဒုက္ခပဲဒါပေမဲ့အရင်ကြီးမခံစားရဘူးပေါ့နော်နံပါတ်3အိမ်တော်ကြီးရဲ့အရာရာကိုဝှကျွေးလို့ပဲကိုကသတ်မှတ်နေပြီလားတဲ့တချို့လူတွေကကိုမနစ်သက်တော့ဘူးကိုမကြိုက်တော့ဘူးဆိုရင်အရာရာကိုဝကျွေးလို့သတ်မှတ်တတ်ကြတယ်အိမ်တော်ရေးမှာမကောင်းတဲ့အချက်တွေရှိသလိုကောင်းတဲ့အချက်တွေလည်းရှိပါတယ်တချို့အောင်မြင်နေတဲ့တထေးကြီးတွေဆိုရင်ကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ဒိုးတူပေါင်ဘက်စူးစမ်းလာတဲ့အခါကျတော့ထိတ်တန်းဆင့်တထေးကြီးတွေဖြစ်ကြရတယ်အိမ်တော်ရေးဒုက္ခတွေပြေဝစွာရရှိသည့်အတွက်ကြောင့်ဒါကောင်းသမီးမွန်တွေရရှိပြီးတော့ဘဝတစ်ခုလုံးစိတ်ချမ်းချမ်းသာသာနဲ့နေထိုင်သွားရတဲ့သူတွေလည်းအများကြီးရှိပါတယ်။ရရှိလက်ထက်ကနဂုလမာတာနဲ့နဂုလပိတာတို့ဆိုရင်စောစောကပြောခဲ့တဲ့တူလေးတူနဲ့တူညီတဲ့အခါကျတော့ဘဝမှာပြည့်ပြည့်ရွှင်ရွှင်နဲ့နေထိုင်ပြီးတော့အဆုံးမှာတရားထုတရားမြတ်ရပြီးဘဝတွေလှပသွားကြတယ်။အခုခေတ်လည်းဒီလိုအိမ်တော်ကြီးဒုက္ခကိုအပြည့်အဝရနေတဲ့သူတွေရှိပါတယ်။ဆရာကြီးလေတွင်သားစောချစ်တို့ဇနီးမောင်နှံဆရာကြီးဆိုင်ကန်းလေးဆရာကြီးဦးမြင့်ဆွေတို့ဇနီးမောင်နှံစသဖြင့်
ဆရာကြီးတွေဟာအိမ်တော်ရေးကံသိပြီးတော့ကောင်းကြတယ်သိပြီးတော့လည်းတယောက်ကိုတယောက်ချစ်ကြတယ်ခုခေတ်လူငယ်တွေကချစ်တုံးကတော့ချစ်လိုက်ကြတာပဲချစ်ရကနေအပြစ်တွေရှာလာတဲ့ခါကျတော့ဝေကျွေးလို့သတ်မှတ်လိုက်ကြတယ်ဒါဟာမှန်ကန်တဲ့အရာတော့မဟုတ်ဘူးနော်ကိုယ်တိုင်ကအိမ်တော်ရေးကိုမတိဆောက်တဲ့ပဲပျက်စီးသွားကမှဝေကျွေးလို့သတ်မှတ်တာမှန်မနေပါဘူးနော်နံပါတ်၄အိမ်တော်ရေးတည်မြဲအောင်ဘယ်လိုကင်တွယ်ဖြည့်ရှင်းရမလဲတဲ့အိမ်တော်ရေးတစ်ခုတည်ဆောက်တော့မယ်ဆိုရင်ကံတရားရဲ့ကိုယ့်ရဲ့ပညာပပါရွေးချယ်တတ်မှုရဲ့ပညာပါတဲ့လှုပ်ဆောင်ချက်ရဲ့ဒီသုံးခုပေါင်းမှသာအိမ်တော်ဘက်ကောင်းကောင်းနဲ့ပေါင်းဖက်နိုင်တာပါအခုကြိုက်အခုချစ်အခုယူမယ်ဆိုရင်တော့သိကြတယ်လူရွေးမှားမှာပါပဲစောစောကပြောခဲ့တဲ့ဆရာကြီးတွေကိုကြည့်ရင်အိမ်တော်ကြီးတည်မြဲတာလည်းမပြောနဲ့လေအိမ်တော်ဘက်ကိုရွေးတာလည်းတော်တယ်ရွေးတဲ့နေရာမှာလည်းဘေးလို့ရွေးသလိုရွေးတာမဟုတ်ဘူးစိန်ကောင်းကြောက်ကောင်းကိုရွေးသလိုရွေးတာဒါကြောင့်လည်းရလာတဲ့အိမ်တော်ဘက်ဟာသိပြီးတော့ကောင်းတယ်တန်ဖိုးလည်းထားတယ်ခုခေတ်အိမ်တော်ဘက်ရွေးတာလေးကိုကြည့်ရတာရည်စရာသိကောင်းတယ်ကြိုက်မိပြီဆိုရင်မဲမဲတက်တက်ဘလောက်ဆိုးဆိုးယူမှာပဲအယက်သမားစေသမားဖြစ်ပါစေချစ်တယ်ဆိုတဲ့စကားလေးတစ်ခေါက်နဲ့ဘဝကိုအပ်တာပဲယောက်ျားလေးတွေဆိုရင်လည်းချစ်တာပဲဆိုပြီးတော့မိန်းမလဲသိမ့်ကြွယ်လေးယူတာပဲအပျော်ပြက်မယ်လေးယူတာပဲဒီကကြမ်းမှငါတို့မှားပါပြီတော်ပါပြီတန်ပါပြီငါတို့ငရဲကြနေရပါပြီလို့ညှဉ်းညူတတ်ကြတယ်နော်နောက်ဆုံးပြောချင်တဲ့စကားလေးကအိမ်တော်ကြီးဟာဝေကျွေးမဟုတ်ဘူးအောင်မြင်မှုရဲ့လမ်းစသာဖြစ်တယ်အိမ်တော်ကြီးကိုကောင်းမှုစွာတည်ဆောက်နိုင်တဲ့ဆိုရင်နိဗ္ဗာန်ထိဒုတုပေါင်းဘက်လက်တွဲသွားလို့ရတယ်သို့ပေမဲ့ကောင်းမှုစွာမတည်ဆောက်နိုင်ဘူးဆိုရင်တော့ငရဲကျနေတာထက်ဆိုးပါတယ်အိမ်တော်ကြီးကြောင့်လိမ်များနေရလုံးငရဲကျသွားနိုင်တယ်ဒါကြောင့်မပြီးတော့ကိုယ့်ဘာသာကိုပြန်မေးကြည့်ပါငါတို့ကအိမ်တော်ကြီးကိုတည်ဆောက်နေတာလားဖျက်ဆီးနေတာလားဆိုတာပါပဲတည်ဆောက်နေတာဆိုရင်တော့အရာရာသိခံပါလို့ပြောခြင်းတယ်ဖျက်ဆီးနေတာဆိုရင်တော့ဒီကနေ့ပဲခွဲခွာလိုက်တာအကောင်းဆုံးပါပဲနှိမ့်မို့ဆိုရင်ဝေကျွေးခံနေရတယ်လို့ပါပဲနော်